ညောင်နေအပင်နောက်ကိုကတ်ကြဒီလိုနဲ့ပိုးထူးတို့မိဝိုင်းမမြင်အောင်လို့အပင်ကွယ်နားကိုကတ်လိုက်ကြတယ်အဲ့ဒီချိန်မှာပဲမိဝိုင်းကအိပ်ပျော်နေတဲ့ကောင်လေးတစ်ယောက်ကိုပွေ့ချလိုက်တယ်မောင်လေးထပါတော့ရုတ်တရက်ထငုံလာတဲ့မိဝိုင်းရဲ့ပြုမှုကြောင့်ဂျုံကွယ်ကနေကြောင်းကြည့်နေတဲ့ပိုးထူးတို့လေအံ့ဩနေကြတယ်ဒီမိဝိုင်းမှာဘယ်တော့မှမောင်လေးရှိသွားလဲဒါနဲ့မိဝိုင်းကကောင်လေးကိုပွေ့ကြည့်ထားလိုက်ပြီးတချင်းဆူတော့တယ်မိဝိုင်းအပြားကြီးနေတာဒီနေ့ဆိုလို့ရှိရင်တပတ်လောက်ရှိပြီခုလေဖိုးထူးနဲ့ငပိန်ကမိဝိုင်းကိုစေကန်းခေါ်လာခဲ့ပြီးတော့စိုးရင်တကြီးနဲ့ရက်ကြည့်နေခဲ့ကြတာပါဆီယာမလေးတင်ယူကဂရင်မောင်မလဲနေတဲ့မိဝိုင်းကိုတေချာဆက်နှက်ပြီးနောက်တော့အပြားတော့မရှိတော့ဘူးအားတော့နင်းနေသေးတယ်ဆီယာမလေးဒီတစ်ခေါက်အားစေးတွေထည့်ပေးလိုက်မယ်နော်ဖိုးထူးကဖြူဖြော့ပြီးတော့မြကွင်းညွန့်နေတဲ့မိဝိုင်းကိုတေချာကြည့်လိုက်တယ်ဆီယာမလေးအပြားမရှိတော့တာတေချာရင်လားဗျမိဝိုင်းကစေးတိုးစေးတောက်တာလုံနေတာလုံးဝမတက်တာလားတလို့ပဲအဓိကကတော့အဆောင်ဝင်ရောက်ကြွေးပြီးစေးကိုပုံမှန်တိုက်ပြီးရင်တက်တာသွားလိမ့်မယ်ကွ။အော်အဲ့လိုလားမိဝိုင်းဆီယာမလေးပြောတာကြားရင်နော်နေအဆောင်ဝင်ရောက်စားမှဖြစ်မှာ။ဟာငါဘာမှမစားချင်ဘူးရေတောင်မှမနဲ့တောက်နေရတဲ့ဟာ။ဒါမှနေမတက်တာလေစားကြရှိရစားမှပေါ့ဟာ။ဆီယာမဖိုးတို့သမီးကိုစုနေတယ်။ဒီကတော့အစုခံလိုက်မိဝိုင်းလေးရေအဆောင်ဝင်ရောက်စားမှဖြစ်မှာကွ။ဆီယာမလေးလည်းသမီးဘက်မပါဘူးပြန်တော့မှာဒါနဲ့ငပိန်ကမိဝိုင်းကိုဂရင်မောကနေထုတ်ပေးလိုက်တယ်မိဝိုင်းနင်လမ်းလျှောက်နိုင်ရဲ့လားရှောက်နိုင်ပါလေဒီလိုနဲ့ငပိန်လည်းမိဝိုင်းကိုတွဲခုပြီးတော့စေကန်းအပြင်ဘက်ကိုထွက်သွားခဲ့တော့တယ်ဆီယာမလေးသားတို့ပြန်လိုက်ပါအောင်မေဗျအေးကွယ်မိဝိုင်းတို့အိမ်ကိုရောက်มาတော့ငပိန်လည်းမိဝိုင်းကိုဂရင်မောကိုတွဲခုပြီးတော့စောင့်ချုံပေးလိုက်တယ်နင်တို့ပြန်တော့လေငါလည်းအိတ်တော်မှာအဲ့ဒီအချိန်မှာပဲဒေါခင်ဝိုင်းကရောက်လာခဲ့တယ်ဖိုးတူတာဆမ်မာလီကဘာပြောလိုက်သေးလဲကွဟိုအဆောင်ကိုဝင်အောင်ကျွေးဖို့အတွက်မှားလိုက်ပါတယ်ဗျအဲ့ဒါမှဒုက္ခပဲတားတို့တငယ်ချင်းမိဝိုင်းကဘာကြွေးကြွေးဘူးကန်ညင်းနေတာကွမိဝိုင်းနင်အဆောင်ကိုဝင်အောင်စားမှဖြစ်မှာနော်နေရုံလည်းကြည့်အောင်လူရုပ်တောင်မထွက်တော့ဟုတ်တယ်အဖွားကြီးကိုပေါက်ဆောင်လို့ဖြစ်နေပြီအဲ့လိုပြောပြီးတုပ်ပေါ်ကမုတ်တေကန်ရင်နဲ့အခန်းထဲကိုဝင်လာခဲ့တယ်။ရောက်ဒီမှာနေစားနေကြမုတ်တေဝင်လာတယ်။ဟာလာပြန်ပြီတယောက်ငါဘာမှမစားချင်ပါဘူးဆိုတာ။အေးပါနေစားခြင်းစိတ်ရှိမှစားလိုက်နော်။ဒါငပိတို့ပြန်ညာစို့မိဝိုင်းနားပါစီ။အရင်သားတို့ပြန်လိုက်အောင်မေဗျ။အေးကွယ်မိဝိုင်းလေးကိုစေကန်းလိုက်ဖို့တာကျေးဇူးပါမယ်။ရပါတယ်ကြီးရဲ့။ဒီလိုနဲ့သူတို့၃ယောက်သားအခန်းထဲကထွက်လာခဲ့ကြတယ်။မိဝိုင်းကိုစားညစ်စိတ်ဖြစ်အောင်ဘယ်လိုလုပ်ပေးရမလဲမသိတော့။အေးနော်။သူကြိုက်တဲ့အချင်းမောင်ကြွေးကြည့်ရော။နေမကောင်းနေတာကိုအချင်းမောင်နဲ့အဆင်ပြေပါမလားဟာ။အဲ့ဒါလေဟုတ်သားပဲ။သူတလုံးဘာမှမစားတာတော့ပို့ဆိုးမှာ။အဲ့ဒီချိန်မှာပဲတုပ်ပေါ်ကအပေအောက်မှာကစားနေတဲ့အောင်ပူးနဲ့မောင်ပူးကိုမြင်သွားခဲ့တာပါ။ဟာဟိုမှာအောင်ပူးနဲ့မောင်ပူးပါလား။ဘာတိုင်လုံနေကြတယ်မသိဘူး။အဲ့လိုပြောပြီးတုပ်ဘောတို့လည်းအောင်ပူတို့ညီကိုနာကိုတွားလိုက်ကြတယ်။ဟာကိုတုပ်ဘောတို့ပါလား။ဘယ်ကနေပြန်လာခဲ့ကြတာလဲဗျ။မင်းတို့မမေဝိုင်းနေမကောင်းလို့ငိုသွားပို့ပြီးပြန်လာတာ။မမေဝိုင်းနေမကောင်းဘူးဟုတ်လား။ဟုတ်တယ်လေဘာလို့လဲ။နေမကောင်းတာမဟုတ်လားဘူးတင်နေနော်မဘူး။ဟုတ်တယ်သားတို့အရင်နေ့ညရတာမှမမေဝိုင်းကိုတွေ့လိုက်သေးတယ်။ဘာမှတွေ့လိုက်တာလဲဟိုပန်းကြံနေမှာမင်းတို့လူမနေရနေမှာပါကွာမိဝိုင်းကနေမကောင်းဖြစ်နေလို့လမ်းအောင်မှာတေချာမလျှောက်နိုင်ဟိုသားတို့လေအမြင်မမားလောက်ဘူးဗျမမိဝိုင်းမှာမမိဝိုင်းရဲ့အဲ့လိုပြောပြီးအောင်ဘူးကနောက်ကျောင်းပြန်တော့တယ်တညာအောင်ဘူးတို့ညီကိုနေအောင်တိုးကြုံရဲ့အိမ်မှာ TV ကြည့်ပြီးတော့ပြန်လာနေခဲ့ကြတာပါအောင်မှုဟိုလမ်းမှာအရမ်းမောင်နေရနော်မှောင်မှာပေါ့မင်းကိုပြန်မှုပြောတော့မင်းမှာတော်တော်မလုပ်တာအဲ့ဒီချိန်တော့
ဇလန်းတွေကကြည်ကောင်းနေတာကိုဟာသူတို့နှစ်ယောက်တယောက်တကုံပြောနေတော့တကြေးဆိုနေတဲ့တန်ကိုကြားလိုက်ရတယ်မောင်လေးဟီထပါတော့ရှောင်းနီလာလာပေါ်တကြောနဲ့ကြောဒီကိုဒီငါကြနှုတ်ပလီတီရာကိုသွေးလေးလေးတန်စင်ကြီးအောင်ဖို့ဟိုတရေလားမသိဘူးနော်ဟိုမောင်လေးကြီးထပါတော့နှိုးနေတယ်ဟာမဟုတ်တော့ပါဘူးဟာအဲ့လိုပြောပြီးတော့အောင်ဖို့လည်းပန်းချန်တွေကိုကြည့်အောင်သွားချိန်မိဝိုင်းကထိုင်ကုန်မှထိုင်ပြီးကောင်လေးတယောက်ကိုသူ့ပေါင်ပေါ်မှာတင်ပြီးတော့ချောသိနေရကိုတွေ့လိုက်ရတော့တယ်ဟိုမှာမတ်မိဝိုင်းမေကောင်လေးတယောက်လေးရှိနေရောမဟုတ်ဘူးမတ်မိဝိုင်းမှာညီလေးရှိလို့လားမသိဘူးလေမရှိဘူးမဟုတ်လားကွာဒါနဲ့သူတို့နှစ်ယောက်လေးမိဝိုင်းနာကိုတိုးကပ်သွားလိုက်ကြချိန်မိဝိုင်းကမေးပြမောကိုဘုတ်ကနဲ့အတန်ကြီးကလဲကျသွားခဲ့တော့တယ်အောင်မလေးအမေရေတရေဒီလိုနဲ့အောင်ဖို့တို့ညီကိုနှစ်ယောက်လေးမိဝိုင်းကိုမထူဘဲနဲ့တန်းနေအောင်ထွက်ပြေးသွားခဲ့တော့တယ်ဟာမင်းတို့ကောင်တွေကဘာလို့မိဝိုင်းကိုမထူပေးခဲ့တာလဲတရေနဲ့တူလို့ပေါ့ကိုငယ်ပင်ရဲ့ရုတ်တရက်ကျင်လဲကျသွားတာတကယ်တရေအတိုင်းပဲဒါနဲ့တုပ်ပုံးကထရီတော့တယ်ဟာတိတ်ရှိရတယ်ညီကိုပါလားကွမင်းတို့တွေးခဲ့တာမိဝိုင်းတော့မဖြစ်နိုင်မိဝိုင်းအောင်စောင်းထားတဲ့တရေမှပဲနေမှာအဲ့လိုများလားတစ်ချိန်လုံးငိန်နားထောင်နေဖူးထူဟာမိဝိုင်းကလမ်းတိချာမလျှောက်နိုင်ဘူးဒါမဲ့ပန်းချန်နေမှာတွေးမိလိုက်တယ်ဆိုတော့စဉ်းတော့စဉ်းစားစရာပဲဘာစဉ်းစားစရာလူလေဖူးထူရဲ့သူတို့ကြီးမားခဲ့တာပဲနေမှာပေါ့မိဝိုင်းမှာလမ်းတိချာမလျှောက်နိုင်တာဒီလိုနဲ့ဖူးထူလေးတယောက်တည်းအတွင်းနေချင်းနေခဲ့တော့တယ်နောက်နေ့ရောက်တော့ဖိုးတူလည်းအသေးချင်းဝယ်ပြီးမိဝိုင်းတော်အိမ်ကိုထက်လျှောက်လာခဲ့တယ်။ဒေါခင်ဝိုင်းကရင်နွေးချမ်းပန်းကိုချပေးလိုက်တယ်။ဖိုးတူရင်နွေးချမ်းလေးတောက်ပါဟုတ်ကဲ့ပါရှင်။ဒါတို့တငယ်ချင်းမိဝိုင်းကတော့စောစောလေးတွေအိပ်ပျော်သွားတယ်ကွ။အော်ဟုတ်ဒီနေ့ရောဘလို့နေလဲရင်တက်တာရဲ့လား။ဟိုဒါတို့တငယ်ချင်းချိန်နေကတက်တာရဲ့လားဆိုတာအရေးလဲသေးချာမသိတော့ဘူး။ဘာလို့ဆိုအရင်ညအရေးအပေါ်ဆုံးမအောက်ကိုဆင်းတော့မိဝိုင်းလေးကအပြင်ကနေပြန်လာတွေ့လိုက်တယ်ကွဒါနဲ့ညဘက်ကြီးဘယ်သွားတာလဲဘာလို့အပြင်ထွက်တာလဲမေးပြင်မယ်တကုံးမှပြန်မရွေပဲအခန်းထဲကိုဝင်သွားတာဟုတ်လားဒါနဲ့ဘိုးတူလေးအောင်ဖို့ညီကိုမြင်ခဲ့တာကိုပြန်မက်ရသွားခဲ့တယ်ဟိုအကြီးမိဝိုင်းကညတိုင်းအပြင်ကိုထွက်လိရှိတာလားနေ့တိုင်းတော့မထွက်ဘူးတင်နေကွဘာလို့ဆိုအရင်လေသူပြင်ထွက်တာသိသွားပြီးနောက်ပိုင်းဒီလားပြီးတော့စောင့်ကြည့်နေခဲ့တာဒါဆိုဒီညတော့မစောင့်ကြည့်ပါနဲ့အရင်ဘာလို့များလဲမောက်ဖို့တူရဲ့ဟိုတာသူပဲကိုသွားတယ်ဆိုတာစောင့်ကြည့်ခြင်းလို့ပါအေးကွယ်ဒါလို့ဆိုလေအရင်ဒီညလွတ်ထားလိုက်ပါမယ်ညဘက်ရောက်တော့ဖိုးတူတို့၃ယောက်သာမိဝိုင်းတို့အိမ်ရှိကကြုံငွေတစ်ခုကနေမိဝိုင်းကိုစောင့်ကြည့်နေခဲ့ကြတယ်။ဖိုးတူမိဝိုင်းကလေဒီညအပြင်ထွက်မှာရောတေးကြရဲ့လား။တိတ်တော့မတေးကြပေမဲ့ထွက်လောက်တယ်ဟာ။ငါတို့မိဝိုင်းလည်းဘာတွေဖြစ်နေရမသိပါဘူးစိတ်ပူလိုက်တာ။ငပိန်အဲ့လိုပြောနေတော့မိဝိုင်းကအိမ်မော်ကနေဆင်းလာခဲ့တော့တယ်။ဟောဆင်းလာပြီတော်နေကြ။ဒါနဲ့မိဝိုင်းလည်းသူတို့မမြင်ပဲဝင်းထဲကနေထွက်သွားခဲ့တော့တယ်ဒုံးမြဝိုင်းကလူကောင်းတယောက်လိုပဲနော်နေမကောင်းနေရဟုတ်ရဲ့လားဟိုတို့ကိုလိန်ထားတာများလားလာလိုက်ကြမယ်ဟိဒီလိုနဲ့သူတို့၃ယောက်တောင်မိဝိုင်းနောက်ကိုတက်တက်လေးလိုက်သွားခဲ့ကြတယ်ပိုတူတို့လည်းမိဝိုင်းနောက်ကိုတက်လက်လေးလိုက်လာရင်နဲ့တောရဲကိုရောက်လာခဲ့ကြတာပါအမလီမောလိုက်တာဒီမိဝိုင်းမှာနေမကောင်းလို့သာတော်တော့တယ်ဘယ်အထိလျှောက်သွားနေမှမသိဘူးတုပ်ပေါင်းအဲ့လိုပြောနေတော့ရှေ့ကနေသွားနေတဲ့မိဝိုင်းကချက်ချင်းကိုရက်သွားခဲ့တော့တယ်ဟဲ့နေအပင်နောက်ကိုကတ်ကြဒီလိုနဲ့ပိုးတူးလို့မိဝိုင်းမမြင်အောင်လို့အပင်ကွယ်နောက်ကိုကတ်လိုက်ကြတယ်
အဲ့ဒီချိန်မှာပဲမိဝိုင်းကအိပ်ပျော်နေတဲ့ကောင်လေးတစ်ယောက်ကိုပွေ့ကြည့်လိုက်တယ်မောင်လေးထပါတော့ရုတ်တရက်ထငိုလာတဲ့မိဝိုင်းရဲ့ပြုမှုကြောင့်ဂျုံခွေကနေကြောင်းကြည့်နေတဲ့ဖိုးတူးတို့လေးအံ့ဩနေကြကြတယ်ဒီမိဝိုင်းကဘယ်တော့မှမောင်လေးရှိသွားလဲဒါနဲ့မိဝိုင်းကကောင်လေးကိုပွေ့ကြည့်ထားလိုက်ပြီးတချင်းဆိုတော့တယ်မောင်လေးရေထပါတော့ရှောင်းနေလာပေါ့ဒီလိုနဲ့တော့ပေါ်လေးမှောင်မင်းကြီးရဲ့ကောင်းကင်ကြီးကိုမော့ကြည့်လိုက်တယ်ဘယ်တော့ရှောင်းနေလာမှာလဲဒါတော့မှောင်မင်းနေအောင်တိုးတိုးလေးနေပါတော့ပေါ်ရဲ့မောင်လေးရေထပါတော့ရှောင်းနေလာပေါ့တကြောနဲ့ကြောဒီကိုဒီငါကြနှုတ်ပလီဒီတာကိုသွေးလေးလေးတန်စီကြီးမဟုတ်တော့နော်ဒီမိဝိုင်းလေးတခုခုတော့လွဲနေတယ်လို့ပဲအဲ့လိုပြောပြီးငပင်ရထထွက်သွားတော့ဖိုးတူးတို့လည်းနောက်ကနေလိုက်သွားခဲ့တော်တယ်ဟဲ့အောင်ငပင်ခဏလေးပါဖိုးတူးတန်ကြောင်မိဝိုင်းလေးသူတို့ကိုမြင်သွားခဲ့ပြီးတော့အဲ့ဒီနေရာမှာပဲမိလေကြာသွားခဲ့တယ်မိဝိုင်းဒါနဲ့ငပိန်လဲမိဝိုင်းကိုမြင်မြန်ထထူလိုက်ပြီးကြောက်ပို့လိုက်တယ်ငါတို့ဒီကနေမြင်မြန်သွားကြတာပေါ့ခဏစောနာအကောင်နေရောဘယ်ရောက်သွားလဲအဲ့ဒါတရေပဲတုတ်ဘောကဒါနဲ့တုတ်ဘောလေအဲ့နေရာကနေတန်းနေရာကိုထွက်ပြေးသွားခဲ့တော့တယ်ဒီလိုနဲ့မနက်ဖက်ရောက်တော့ဖိုးတူးတို့၃ယောက်တောင်မိဝိုင်းတို့အိမ်မှာရှိနေခဲ့ကြတာပါတုတ်ဘောတယောက်ကတော့မိဝိုင်းရဲ့ကရင်ချင်းမှမိပြီးအိပ်ပျော်နေခဲ့တယ်ဒုတ်တုတ်ဘောညပြေးလာလို့မောတော်ဝင်ရတယ်ဟုတ်ပါကွာအဲ့ဒီအချိန်မှာပဲမိဝိုင်းလေးနိုးလာခဲ့တယ်နင်တို့ဘာလို့ငါ့ခန်းထဲမှာရှိနေကြရလဲဟာနင်ကိုမေးကြရှိလို့မိဝိုင်းရဲ့ဘာမင်းမလို့လဲဟိုတောင်မို့စောစီစီငါ့အိမ်ကိုလာခဲ့ကြတာလားမနေ့တည်းကရောက်နေတာဟာငါလည်းမသိရမှာလားအေးပါအဲ့ဟာတွေတောင်းနေမင်းညဘာလို့ပြင်ထွက်သွားလဲဖိုးတူးစကားကြောင့်မိဝိုင်းလေးကြောင်တောင်ဖြစ်သွားတယ်ဟိုငါဘဲမှမသွားပါဘူးဖိုးတူးရဲ့တစ်ချိန်လုံးဒီမှာပဲအိတ်နေရလေပြီးတော့အပြင်ထွက်ရအောင်ငါမှလမ်းတိချာမလျှောက်နိုင်တာဟုတ်တာပဲဟိုနေရမှလမ်းတိချာမလျှောက်နိုင်တာဖိုးတူးတို့ပြန်ကြစို့ဒါနဲ့ဖိုးတူးလေးတုတ်ဘောကိုနိုးလိုက်တယ်တုတ်ဘောဟဲ့တုတ်ဘောထပြန်ကြမယ်အိတ်ချေမူတူနဲ့နိုးလာတဲ့တုတ်ဘောပြန်လို့မလို့လားဒီလိုနဲ့တုတ်ဘောလေးဖိုးတူးကိုနောက်ကိုလိုက်သွားပြီးတော့မိဝိုင်းလေးကြောင်တောင်လေးကျန်ရစ်နေခဲ့တော့တယ်ညဘက်ရောက်တော့ဖိုးတူးတို့လည်းမော်ဆရာချက်ကြီးကိုအကျိုးအကြောင်းပြောပြပြီးမိဝိုင်းဘာဖြစ်နေရဲဆိုတာစုံစမ်းကြဖို့အတွက်ထွက်လာရပါခုလေမိဝိုင်းနောက်ကိုတိတ်လေးလိုက်နေခဲ့ကြတာပါဒီညလေမိဝိုင်းမှာဘယ်တွေသွားအောင်မသိဘူးတေးကြတာကတော့ဒုရှိမှာသွားနေတဲ့တယောက်ကမိဝိုင်းမဟုတ်ဘူးဗျာဒါဆိုတရေလိုက်ရင်အဲ့ဒါကိုတေးကြသိရဖို့အတွက်ကိုချက်ကြီးတို့နိုင်ရောက်ကန်လိုက်နေတာကိုချက်ကြီးတကယ်လို့ကိုချက်ကြီးထင်တဲ့အတိုင်းသာအမှန်ဆိုရင်ဘယ်လိုလုပ်ကြမလဲမိဝိုင်းကိုတဲ့ဝင်နေတဲ့တရေကိုနှိမ့်ထုတ်ရမှာပေါ့အဲ့ဒီအချိန်မှာပဲလမ်းတစ်ဘက်ကိုကိုဝင်သွားတဲ့မိဝိုင်းကိုငပရမြင်လိုက်တယ်ဟာဟိုလမ်းနဲ့ဝင်သွားပြီလိုက်ကြနောက်တော့မော်စီယာချက်ကြီးနဲ့ဖိုးတူတို့၃ယောက်ကမိဝိုင်းမှဝင်သွားတဲ့လမ်းအတိုင်းလိုက်လာတာကတင်းချိုင်းကိုရောက်လာခဲ့ကြတယ်အောက်မလေးတင်းချိုင်းပါလားမော်စီယာချက်ကြီးကတင်းချိုင်းတစ်ခုနာမှာရက်နေတဲ့မိဝိုင်းကိုမြင်သွားခဲ့တယ်မိဝိုင်းကဟိုမှာပဲကိုချက်ကြီးတို့ဟိုနာအုတ်ကူခွဲကနေစောင့်ကြည့်ကြတာပေါ့အဲ့ဒီအချိန်မှာပဲမိဝိုင်းကလှဲနေတဲ့ကောင်လေးတယောက်ကိုလှုံနှုံးနေခဲ့တော့တယ်မောင်လေးထပါတော့ကွယ်ဒီလောက်ပဲအိပ်ပါတော့တေးကြနေပြီလာသွားကြမယ်
အဲ့လိုပြောပြီးမော်စီယာချက်ကြီးတို့လည်းမိဝိုင်းနာကိုလာခဲ့ကြတယ်မိဝိုင်းကမော်စီယာချက်ကြီးတို့ကိုမြင်ပြီးလန့်သွားခဲ့တာပါမင်းတို့ကဘာတူလဲဒါနဲ့ချက်ကြီးလည်းလက်ဟုတ်ကြည့်လို့ကာရာတစ်ခုကိုရွတ်လိုက်ခြင်းမိဝိုင်းကိုပေါ်မှာဆွဲကပ်နေတဲ့တရေမလေးလေးလွင့်ထွက်သွားခဲ့တော့မိဝိုင်းလည်းလေးကျသွားခဲ့တယ်ဖိုးတူကမိဝိုင်းနာကိုသွားလိုက်ပြီးပွေ့ချီထားလိုက်တယ်ခမကြီးဒါဘာလုပ်လိုက်တာလဲဒီမန်တရေမလေးမင်းကတရေဖြစ်နေရဘာလို့ဒီကောင်မလေးကိုလိုက်နှောက်ရှက်နေရလဲနှောက်ရှက်ရမယ်ခမရဲ့လူသားတွေကဘာအကူကြီးမှရှားခဲ့တာမဟုတ်ဘူးဒါကြောင့်သမီးမောင်လေးဆုံးရတာအဲ့လိုပြောပြီးတော့တရေမလေးထငုံတော့တယ်မငုံပါနဲ့မင်းလူဘွားကဘလို့ခက်ခဲနေပဲကြုံနေလှုပ်ချလိုက်ပြီးသွားလို့ရအောင်သွားတင်ပါလေမသွားနိုင်ဘူးလုံးဝထွက်မသွားနိုင်ဘူးအတန်ကြီးကြီးနဲ့အော်လာခဲ့တော့တုပ်ပေါ်လေးလန့်ပြီးငပိတ်ကုတ်ပေါ်ခေါ့စီထားလိုက်တယ်ဟာဒီကောင်တုပ်ပေါ်နဲ့တော့လှုပ်ပြန်ပြီငါကြောက်လို့ပါဟာအေးတေးတော့ပေါက်မချနဲ့နော်မင်းထွက်သွားနိုင်အောင်ကျုပ်တို့ဘာကူညီပေးရမလဲတော်တော်ရက်ဆက်လိုက်လူသားတွေပါလားဟမ်လူဘွားတော့ကလေရွာတောင်ပိုင်းကနေမောင်းထုတ်တာခံရတယ်ခုလေမောင်းထုတ်ပြန်နေဟုတ်လားဒါနဲ့ချက်ကြီးလေကောင်မလေးစကားကြောင့်တီးကောင်းမိသွားခဲ့တယ်ဒါလို့ဆိုမင်းတို့ကတခိုးလို့အဆွဆွဲခံနေရတယ်မောင်နှမနှစ်ယောက်လားဟုတ်တယ်အဲ့ဒါသမီးတို့ပဲသမီးတို့ဘက်မှာဘယ်သူမှရှိမနေပေးကြအောင်တရားလုံးကတခိုးလို့ပဲဆွဆွဲခဲ့ကြတယ်အဲ့ဒီကိစ္စတွေပြီးတော့မင်းတို့မောင်နှမနှစ်ယောက်ကိုရွာတော်မရလူတွေတွားရှာခဲ့ကြသေးတယ်။ဒါပေမဲ့နှစ်ယောက်လုံးကရေနစ်ပြီးတော့စုံနေခဲ့ကြတယ်။ဟုတ်တယ်။သမီးမောင်လေးရေနစ်သွားလို့ဆင်းခဲ့ရတယ်။သမီးပါရေနစ်သွားခဲ့ရတာ။တဲမလေးရဲ့ဖြစ်ပျက်ကိုကြားတော့အကုန်လုံးစိတ်မကောင်းဖြစ်သွားခဲ့ကြတယ်။အစုံဆုံးကတော့တုပ်ဘောကနှစ်ကြီးတွေပါထွက်ပြီးငိုနေခဲ့တာပါ။ရွာတော်မရလူတွေစားကိုချက်ကြီးပဲမင်းတို့မောင်နှမနှစ်ယောက်ကိုတောင်းပန်ပါတယ်ကွယ်။ချက်ကြီးတောင်းပန်လိုက်တော့ကောင်မလေးလည်းစိတ်ကြည်နေသွားခဲ့တယ်။ရပါတယ်။တောင်းပန်ဖို့မလိုပါဘူး။သမီးတို့အဲ့လိုဖြစ်ဖို့ကံမလာခဲ့တာလို့ပဲထင်ပါတယ်။သမီးလည်းအားနေနေတဲ့ဟိုကောင်မလေးရဲ့ကိုယ်နဲ့ဝင်ခဲ့မိရဲ့အတွက်ခွင့်လွှတ်ပေးပါ။အဲ့လိုပြောပြီးတဲမလေးလည်းသူ့မောင်လေးလက်ကိုဆွဲလို့အဲ့နေရာကနေပြုံးပြပြီးတော့ပျောက်ကွယ်သွားခဲ့တော့